ကဲဒီချန်နယ်ထောင်းတော့ဒီစကားကအရန်တန်ဖိုးရှိတဲ့စကားဖြစ်တယ်မြန်မာပြည်မှာရှိတဲ့ပြည်သူလူထုတွေအတွက်တန်ဖိုးရှိတဲ့စကားနော်တန်ဖိုးအရန်ရှိတဲ့စကားနားနဲ့နားထောင်နော်နှလုံးသားနဲ့ဆုံးဖြတ်အုံနောက်နဲ့တေချာစဉ်းစားခုချိန်မှာကြောက်ပြီးမှမဲထဲလို့ရှိရင်နောက်နော်တတဲလုံးကြောက်ရအောင်ပါပဲဆိုတဲ့အမေစုရဲ့စကားအရန်တန်ဖိုးရှိတဲ့စကားဖြစ်တယ်ကျွန်တော်နဲ့သူနားထောင်ကြည့်ရအောင်ပြားမှမလို့ကြပါဘူးဒီလိုချင်းချောက်ပြီးတော့မဲထက်ခိုင်းတဲ့ပုံကိုယ်တွေအဖွဲ့အစည်းတွေကိုကြောက်ပြီးတော့မဲထက်မယ်ဆိုရင်နောင်တစ်သက်ဆက်ပြီးတော့ကြောက်နေရမှာပဲဆိုတာလေကျွန်မသတိပေးရစေကဲခုချင်းချောပြီးမှတင်ခမရကမဲတော်ထဲမှာလားနော်တတဲလုံးကြောက်ရမယ့်အရာတွေကိုစဉ်းစားပြီးမှမဲတော်ထဲရမှာလားဒီနေ့နော်တင်းရဲ့ဆုံးဖြတ်ချက်ကမှန်ကန်ပါစေနော်လေးစားပါတယ်အမေစုအားလုံးကိုကြည့်ယူတင်တယ်